ထိုင်းရွှေစီကဒီနေ့တင်းတင်းငွေဖြစ်တဲ့အတွက်တက်ကြမရှိပါဘူးစနေနေ့က950အတက်နဲ့ဈေးနှုန်းကရှိနေပါသေးတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က28ရက်နေ့6လပိုင်း2026ခုနှစ်လက်ရှိထိုင်းရွှေစီကတော့96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲသေးဆိုင်ကရောင်းတဲ့ဈေးကတစ်ပတ်သားကို64,650ထိုင်းရွှေတစ်ပတ်သားကိုဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်ကအပြီးအစည်းထိုင်းရွှေတစ်ပတ်သားကို6850နဲ့ပေါက်ဈေးရှိနေပါတယ်ဒီနေ့ထိုင်းရွှေကတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကတစ်ပတ်သားကို64,450နဲ့ပြန်ပြီးတော့လက်ခံပါပါ96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအထက်လက်ဝယ်နိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောက်နေစီကတစ်ပတ်သားကို65,450ထိုင်းရွှေအထက်လက်ဝယ်နိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000ထိရှိနိုင်ပြီးတော့မိမိဝယ်တဲ့ထဲပေါ်မှာမူသလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးလက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝယ်နိုင်တစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကတစ်ပတ်သားကို63,150.56နဲ့ပြန်ပြီးတော့လက်ခံပါပါထိုင်းရွှေအထက်ကိုလက်ခံတဲ့ဈေးနှုန်းတွေကတော့တစ်ဆိုင်နဲ့ဆိုင်တူညီမှုမရှိပါဘူးကမ္ဘာရွှေဈေးကဒီနေ့တင်းတင်းငွေဖြစ်တဲ့အတွက်တက်ကြမရှိပါဘူးကမ္ဘာရွှေတအောင်စာကိုဒေါ်လာ4,088နဲ့ဈေးနှုန်းကတည်ရှိနေတာဖြစ်ပါတယ်လက်ရှိမှာတော့ကမ္ဘာရွှေဈေးကိုတက်ကြဖြစ်စေနိုင်တဲ့သတင်းတွေကတော့နောက်ကြာနေ့ကအမေရိကန်ကအီရန်ကိုဘုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီ2026ခုနှစ်မှာဆိုလို့ရှိရင်ဘာရွှေဈေးကိုသုံးသက်နေတဲ့ကျွမ်းကျင်ပညာရှင်တွေကတော့ဒီ2026မှာဆိုလို့ရှိရင်တော့ဗဟိုဘဏ်ကနေပြီးတော့အတိုးနှုန်းတွေကို2ကြိမ်ကနေပြီးတော့3ကြိမ်အထိကိုတက်နိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ဒီအချက်တွေကြောင့်ကမ္ဘာရွှေဈေးကလက်ရှိဈေးနှုန်းကနေပြန်ကျနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။လက်ရှိကမ္ဘာရွှေဈေးကွက်ကိုနားလည်ပြီးတော့သုံးသက်တဲ့ပညာရှင်တွေကတော့ဒီ2026မှာအမေရိကန်ဗဟိုဘဏ်ကနေပြီးတော့ခမန်းထားသလိုအတိုးနှုန်းတွေမတက်ဘူးဒီတိုင်းပဲဆက်ထားမယ်ဆိုလို့ရှိရင်ကမ္ဘာရွှေတအောင်စကိုဒေါ်လာ4,300အထိဈေးပြန်တက်နိုင်ပြီးတော့ဒီ2026မှာအမေရိကန်ဗဟိုဘဏ်ကနေပြီးတော့3ချိန်ကနေ4ချိန်အတိသာအတိုးနှုန်းတွေကိုတက်မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေတအောင်စကိုဒေါ်လာ3,800အထိကျနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်ကမ္ဘာရွှေတအောင်စကိုဒေါ်လာ3,800အထိကျမယ်ဆိုလို့ရှိရင်တော့ထိုင်းရွှေတစ်ပတ်သားကို6,100ကျော်လောက်ထိဈေးနှုန်းကျနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်အမေရိကန်ဗဟိုဘဏ်ကလည်းအတိုးနှုန်းတွေတက်မယ်လက်ရှိအီရန်နဲ့အမေရိကန်ကလည်းပြည်လည်မှုတွေမရဘူးဆိုလို့ရှိရင်ကမ္ဘာရွှေတအောင်စကိုဒေါ်လာ3,800အထိထိန်းထားနိုင်မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးနှုန်းကပြန်တက်နိုင်လို့ခန့်မှန်းပါတယ်ကမ္ဘာရွှေတအောင်စကိုဒေါ်လာ3,800အထိထိမထားနိုင်ဘူးထပ်ပြီးတော့ကျသွားမယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကတော်တော်လေးကိုဈေးပြန်ကျနိုင်တယ်လို့ခန့်မှန်းချက်ရှိပါတယ်3,800အောက်ကိုကမ္ဘာရွှေဈေးကျသွားမယ်ဆိုရင်ထိုင်းရွှေဈေးတွေမြန်မာရွှေဈေးတွေလည်းပြန်ပြီးတော့ကျမှာဖြစ်ပါတယ်ဒီသုံးသက်ချက်တွေကတော့သတင်းတွေမှာဖော်ပြနေတဲ့သတင်းအချက်လက်ရဲ့နိုင်ငံကကျွမ်းကျင်သူကမ္ဘာရွှေဈေးကွက်ကိုသုံးသက်ပြထားတဲ့သတင်းတွေကနေပြီးတော့ကိုးကားပြီးဖော်ပြထားတဲ့ချက်တွေဖြစ်ပါတယ်ဒီခမန်းချက်တွေကတော့ခမန်းချက်ဖြစ်တဲ့အတွက်အတိအကျမှန်ကန်မှုတော့မရှိနိုင်ပါဘူး။ဒါကြောင့်မလို့ဒီ2026မှာဆိုလို့ရှိရင်ရွှေကိုဝယ်စုကျင်တဲ့သူတွေကတော့တော်တော်လေးကိုစဉ်းစားရမယ့်အနေအထားဖြစ်နေပါပြီ။ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီ2026 2020လောက်ဒီဈေးနှုန်းစောင့်ကြည့်ရမယ့်အနေအထားမှာရှိနေတဲ့သဘောဖြစ်ပါတယ်။ရွှေတို့အနေနဲ့လက်ရှိဈေးနှုန်းနဲ့ထိုင်းရွှေတွေကိုစိတ်ဝင်စားလို့ဝယ်စုချင်နေဆိုရင်တော့ဈေးသက်သာတဲ့ဆိုင်ကတော့စီနက်ကလင်းစီခေါ်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်လက်ခဈေးသက်သာပါတယ်ထိုင်းရွှေအခဲတစ်ပတ်သားကိုလက်ခ200 5ပတ်သားဒီဝယ်မယ်ဆိုရင်တော့လက်ခအကုန်ကြမရှိပါဘူးထိုင်းရွှေစင်းငွေစည်းတွေကိုအများတန်းတင်ပေးပါတယ်ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြီးရှင်းနိုင်ကြပါစေ